ဦးဇင်းတို့ဒီနေ့ဆိုလို့ရှိရင်ဒါလူ့အခွင့်အရေးနေ့ပေါ့နော်အဲ့တော့ဦးဇင်းတို့အနေနဲ့ပြောချင်တာရပါလေဆိုတော့ဦးဇင်းတို့ရဲ့နိုင်ငံဟာကုလသမဂ္ဂမှာလူ့အခွင့်အရေးတွေသဘောတူစာချုပ်ထိုးထားတဲ့တိုင်းပြည်တစ်ခုဖြစ်တယ်။တို့လိုလည်းပဲဦးဇင်းတို့ဒီလူ့အခွင့်အရေးတွေထုတ်ထားတဲ့အချက်တွေနဲ့ပြန်ကြည့်တယ်ဆိုရင်အခုမှဦးဇင်းတို့ရဲ့တိုင်းပြည်ကရမနေဘူးပေါ့နော်အားလုံးဆုံးရှုံးနေတယ်။နိုင်ငံတကာမှာခုနကပြောခဲ့တဲ့လူ့အခွင့်အရေးတွေအားလုံးတန်းတူညီမျှစွာရနေတဲ့နိုင်ငံတွေရှိတဲ့အတွက်ကြောင့်တော့ဦးဇင်းတို့အများကြီးဝမ်းသာပါတယ်။တို့လိုလည်းဦးဇင်းတို့ရဲ့တိုင်းပြည်မှာအရာက1962ခုနှစ်စစ်အာဏာရှင်တွေဝင်သိမ်းလိုက်တဲ့ဘုရားဦးဇင်းတို့ဒီလူပြည်သားတွေရတဲ့ရတဲ့လူ့အခွင့်အရေးတွေအားလုံးကဆုံးရှုံးသွားတယ်။ဒါတွေကအင်မတန်မှဝမ်းနည်းစရာကောင်းပါတယ်။အခုထူးအားဖြင့်ဆိုရင်တော့ဒါ2021မှာမင်းအောင်လှိုင်အာဏာသိမ်းလိုက်တဲ့အခါမှာပို့ပြီးတော့ဆိုးသွားတယ်ပေါ့နော်။အဲ့တော့ကမ္ဘာမှာဟေ့ဆိုလို့ရှိရင်တော့ကာရီတိကျတဲ့အတိုင်းပဲဥရောပတို့အမေရိကတို့မှာဟေ့ဆိုရင်သူတို့လူတွေတောင်ခွင့်ရေးပြေးဝသွားတဲ့အတွက်ကြောင့်သူတို့တိရစ္ဆာန်လေးတွေအတွက်ပါ right တွေတောင်းဆိုပေးကြတယ်။ဒါကြောင့်မလို့ခုနကပြောခဲ့တဲ့ခွေးလေးတွေကြောင်လေးတွေတိရစ္ဆာန်လေးတွေကစားရိုက်နှက်လို့ညှဉ်းပန်းလို့မရဘူး right တွေဥပဒေတွေနဲ့ကာကွယ်ပေးထားတယ်။ဦးဇင်းတို့ရဲ့တိုင်းပြည်မှာတော့ဦးဇင်းတို့ဘုန်းကြီးတွေကစားခုနကပြောခဲ့တဲ့ဘာခွင့်ရေးမှမရှိပဲလေရိုက်တက်ခံနေရတယ်ဖမ်းဆီးခံနေရတယ်ထောင်ချခံနေရတယ်ဒီနေ့ပဲဒါမနေ့ကတော့ဟေ့ဆိုလို့ရှိရင်နော်တကယ်ပြီးဝင်တာဆရာတော်တစ်ပါးပဲခုနကပြောခဲ့တဲ့စစ်တပ်ကစစ်ကြောင်းဝင်ထိုးရင်းနဲ့ပြစ်တက်သွားတယ်နော်ပြီးတော့ဦးဇင်းတို့ရဲ့ဆရာတော်မှာဦးဇင်းတို့ဒီညဝတီမင်းကြီးဆရာတော်ကြီးဆိုအာနာသိမ့်တဲ့နေ့မှာကျောင်းတိုက်ထဲကိုမတရားဖမ်းဆီးတယ်နော်ဝင်ပြီးတော့စစ်အင်အားရဲအင်အားတွေတကယ်တမ်းဆိုဒီလိုဆရာတော်ကြီးဟာနှစ်ပေါင်း100မှာ17ပါးလာရတဲ့တဲမှာတပါးပါဝင်ဖြစ်တဲ့ဆရာတော်ကြီးပဲဒါတော့ခုနကပြောခဲ့တဲ့ဒါဥပဒေရပဲဦးဇင်းတို့တရားစီရင်ရဲ့အမေကိစ္စတွေလေအဲ့တော့ဆရာတော်ကြီးတွေဥပဒေတွေကျူးလွန်ထားတဲ့လူကြောင့်မဟုတ်ပဲနဲ့သူတို့အာနာသိမ့်တဲ့နေ့မှာသူတို့ကိုဓမ္မအမှန်တရားတွေနဲ့ရှင်ပြီးတော့ဒါတွေကမှားပါတယ်လို့ပြောမှသူတို့ခုနကပြောခဲ့တယ်နှုတ်ပိတ်တဲ့အနေနဲ့မတရားဖန်ဆီးလိုက်တာပဲအဲ့တော့ဆရာတော်တွေတန်ဃာတော်တွေမာတော်မှပဲခုနကပြောခဲ့တယ်ရတဲ့ရတိုက်တဲ့ဥပဒေရကာကွယ်ပိုင်ခွင့်တွေကဘာမှမရှိဘူးနဲ့ဆုံးရှုံးနေတယ်ဒါကြောင့်ဦးဇင်းတို့ပြောချင်တာစစ်အာဏာရှင်အောက်မှာဘာခွင့်ရေးမှမရှိဘူးလူတွေဟာလူလိုထိုက်တိုက်တိုင်တိုင်နဲ့ခွင့်ရေးပြီးပြီးပါနေကြရမှာဒီခွင့်ရေးကိုရဖို့ဟေ့ဆိုရင်ဦးဇင်းတို့ဒီသားအားလုံးကဘာလို့လုံးဝလက်မခံဘူးဟေ့ဆိုတဲ့တူညီတဲ့စိတ်ဓာတ်တွေနဲ့တွန်းလှန်တိုက်ပွဲဝင်မှာကိုယ့်အခွင့်အရေးကိုကိုယ်တိုင်ကြိုးစားကြမှာရမယ်ဆိုတာကိုဦးဇင်းတို့ပြောကြနေပါတယ်